ကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့်လူတိုင်းရကြတဲ့ဘယောကမျိုးမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းကပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကျုပ်တို့နေရဖြစ်ပါတယ်ကျွန်တော်အင်တာနက်နိုင်ငံတွေပါဝင်တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံသားနဲ့နှိုင်းယှဉ်ကြည့်နိုင်တယ်ကိုယ်နဲ့အင်အားတူတဲ့ကိုယ်နဲ့လူရေးအပြင်တူညီတဲ့အကျဉ်းဝအပြင်တူညီတဲ့စီဝါရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်လို့ဆိုကျွန်တော်တို့အောက်ကျပြန်ခဲ့တော့တွေ့နေတယ်ဒါပါလဲဆိုရင်တော့စောစောကကျွန်တော်မေကုမာလည်းပါဒီနေ့ဒီပါပြောကမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလိုဖြစ်လာခဲ့တယ်ဆိုတော့တွေ့အဆိုးတော့အားနည်းချက်ရှိတော့ကျွန်တော်တို့နိုင်ငံသားတွေထဲမှာဤပညာတက်ပညာတိုင်းပညာအားနည်းနေတာဆိုတော့တွေ့ဒါလည်းလူရည်နေအိမ်ကြောင့်သာတကောင်စင်းကောက်တဲ့အချိန်မှာဒီမှာဆုံးပေါ်ဒီချက်လေးတွေကြည့်မယ်ဆိုရင်သင်္ကန်းစာကြီးမားတော့ကျွန်တော်တို့ပြီးထားတာကျွန်တော်ပြီးလွတ်လပ်ရပြီးမရခင်အချိန်ပေါ့ဝိတိုင်တက်ရှိဆုံးရှုံးမှုကာလဒီဘက်လွတ်လပ်ရပြီးတော့ဒီဘက်ကာလပြန်ကြည့်ဖြစ်တဲ့မိုင်းကောပြန်ကြည့်လို့ရှိရင်လည်းကျွန်တော်ပြီးခဲ့တဲ့ငញ្ញရေးညီလာခံမှာကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ရှင်ကြီးဝမ်းနဲ့ဝင်ခဲ့တယ်ရှင်ငယ်ဝမ်းနဲ့ဝင်ခဲ့တယ်ကျွန်တော်ပြောကြိုးတွေ့ခဲ့ရတယ်ကြောင်းသင်္ကန်းစာယူပြီးတော့ကျွန်တော်1988ခုနှစ်ဒီမိုကရေစီနဲ့ပတ်သက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့ချိန်မှာဒီသူကနေပြီးတော့ပါတီကိုဒီမိုကရေစီဘာကျင်တဲ့ပြောရတဲ့ကြောင့်ဟုတ်ပြီအဲ့ဒါဒီသူရဲ့ဌာနဖြစ်တဲ့ပါတီကိုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အခုရသွားကြတာဖြစ်တယ်ဒါမှလည်းပါတီဒီမိုကရေစီနဲ့ပြည့်စုံတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုချိန်ကနေပြည်တော်စုတည်ဆောက်ရေးကိုကျွန်တော်ပေါ့ဒါတောင်းတော်လေးဥဆောင်ပြီးလုပ်ပြကြတာဖြစ်တယ်အဲ့ဒီအချိန်တော့ရှိခဲ့တဲ့အချိန်တွေရခြေကောင်းမှုတွေကျွန်တော်ရေးစက်ခဲ့တော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖြစ်မှုလိုအပ်တယ်ဆိုတာကျွန်တော်နားလည်ပါအဲ့တော့ကျွန်တော်ဒီ2010ခုနှစ်နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာတိုင်းဒေသတွေကဖွဲ့စည်းပြီးနိုင်ငံရေးပါတီတွေတိုးစုံတည်ပြီးဆိုတာတဲ့ပုံစံတွေကျွန်တော်ပူရင်တော်တော်ကျွန်တော်ရဲ့ကုသလည်းနားနဲ့တော်တော်အချိန်ချင်းတွေ့ဆုံဆွေးနွေးပြီးတော့မှကျဲဟုတ်ပြီအခြေခံဥပဒေအပြင်ဖို့တဲ့ကျွန်တော်တချို့အရာသဘောတူချက်ပေးပါကျွန်တော်ကိုယ်တိုင်ဖြစ်ချင်တယ်ကျွန်တော်ရဲ့ဆန္ဒကတိုက်ပြီးအေးချမ်းပြီးတော့တိုးတက်ခြင်းနဲ့တိုက်ပြီးဖြစ်ချင်တယ်ဘာလို့ကျွန်တော်တော့ကြောက်ကြတယ်အဲ့တော့ဖြစ်နေတာကျွန်တော်ကလုပ်ပြီတိုင်းသားနဲ့တက်ဆိုင်ရာပုံပုံများတယ်ဖြစ်နေတာပဲပြောဖို့လုပ်ကြဖို့ပြောချင်တယ်မဖြစ်တဲ့နဲ့ရှောက်ပြောပြီးတော့ကလုပ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ဒါကိုလေဟဲ့လားဥဒိချက်မှန်ကန်တာနဲ့လုပ်ဖို့ကျွန်တော်လိုပါဒီမှာလည်းခုနကျွန်တော်တို့တိုင်းသားနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးစိတ်နေဖြစ်တဲ့တွတ်တော်ပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာချိုးကြလို့စားလို့စတဲ့ဘာလို့ကျွန်တော်ဒါလေးကျွန်တော်စဉ်းစားကြအဲတော့ကျွန်တော်ပြီးခဲ့တဲ့ဒီရေပေါ်ပဲရတဲ့ဒီကိုတော့သုံးသပ်ပြီးတော့မှဒါပေမဲ့ရေပေါ်ကြလို့ရှိရင်တော့ရေပေါ်ပုံစံလေးကြောင်းလုပ်ကြတယ်ဒီကျွန်တော်ဆောက်နေတာဖြစ်ပါတယ်ဒါလည်းပါတီနိုင်ငံရေးပါတီတွေအားလုံးဘောတူချက်နဲ့လုပ်တာဖြစ်ပါတယ်အဲ့တော့ဒါမှဒီမှာတစ်ချက်ရှိတယ်ရေပေါ်ပဲကျွန်တော်လုပ်ပါမယ်စီးပြီးထားတဲ့အားလုံးကဘုံမှုတဲ့အားလုံးက59ပါတီရှိပါတယ်။တနင်္ဂနွေလူပြိုင်မှာ6ပါတီအဲ့တော့ဒီနေ့တိုင်းဒေသကြီးမှာလူပြိုင်မှာ51ပါတီ59ပါတီရှိပါတယ်။ကျွန်တော်တို့စီစစ်ဖို့အတွက်ကျွန်တော်တက်ဆက်ပြီးထားတဲ့ရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုသရလောင်း9000ကျော်ကျွန်တော်ရှိပါတယ်။အဲ့ဒါနဲ့တချို့အားလည်းအကြမ်းမြင့်ကြည့်တဲ့အခါမှာလည်းအတိုင်းပြကြပတ်သက်တာလို့တခြားကိစ္စတွေနဲ့ညီစွန်းတာတွေ့တဲ့အခါကျတော့ချို့ရတယ်အပြောင်းလဲတော့ရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီရုပ်ပေါက်ပွဲတော့တော်တော်အားကောင်းတဲ့ရုပ်ပေါက်ပွဲဖြစ်နေပြောလို့ကျွန်တော်ကလည်းအားပေးပါ
လောက်ကြကျွန်တော်ဒါနဲ့ပတ်သက်ပြီးလည်း free and fair ဖြစ်တဲ့ရုပ်ကောက်ဖြစ်လို့ဖြစ်ရတယ်ဆိုပြီးကျွန်တော်ပြောပြီးခဲ့တဲ့ရုပ်ကောက်ပဲ300မှာအတွေ့အကြုံရမဲမသမမှုတွေဖြစ်ခဲ့တာဒီမဲနမနဲ့ပြည်ရမှာတော်လေးပြဿနာတက်ပါနော်ကျူဒီမဲရီမှာပြဿနာမျိုးစုံတက်ခဲ့တယ်အဲကြောင့်ဒီဟာဒါတွေမဖြစ်အောင်ဆိုပြီးတော့မြန်မာ2040 mission ကျွန်တော်ကိုယ်တိုင်မဲ့တာအကြေကြီးစစ်စစ်ပြီးတော့မှဒီတိုင်းလုပ်ပါပတ်စံပုံရတဲ့ပုံစံဆိုပြီးတော့ကျွန်တော်လုပ်တာဖြစ်ပါတယ်။မနေ့ကသက်ဆိုင်ပုံကိုချို့တယ်ကျွန်တော်ပြတယ်။လုံးဝမဲစင်းစာအကြောင်းမရှိဘူး။တမန်ဖို့လူစားလုံးတယ်ကအကြောင်းမရှိဘူး။ကျူတင်မဲကကတ်တဲ့ချက်တွေလို့ဆိုကျွန်တော်လုပ်ထားပါတယ်။အဲတော့ဒီကတော့ရုပ်ကောက်ပဲတော့အမေနဲ့ရုပ်ကောက်ပဲဖြစ်နေတယ်။ free and fair တဲ့ရုပ်ကောက်ပဲဖြစ်နေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်ပထမချိန်မှာတော့100နဲ့2မျိုးနေဒုတိယချိန်မှာ100ကျွန်တော်လုပ်ပါကျန်တဲ့မြို့နယ်တွေကတော့တတိယချိန်ကျွန်တော်လုပ်ပါရန်ကုန်ပြည်တော့မရဘူးဆိုတော့ကျိုးတင်ကျွန်တော်ဝန်ခံထားပါနော်ရန်ကုန်ပြည်တော့ရုပ်ောက်ပဲ3လလို့မှရန်ကုန်ပြည်မလုပ်နိုင်ခဲ့ဘူးရုပ်ောက်ပဲရန်ကုန်ပြည်မလုပ်နိုင်တော့မှကျန်တဲ့အကြောင်းမျိုးရောက်မလုပ်နိုင်တဲ့ရုပ်ောက်ပဲကိုလည်းနောက်နာမည်အစိုးရနဲ့ရုပ်ောက်ပဲကော်မရှင်ကနေပြီးတော့ဂျာဘတ်ရုပ်ောက်ပဲလုပ်တဲ့ခါကျရင်ဖြည့်ဆည်းပြီးတော့မှအလိုပြည့်စုံလို့ကျွန်တော်တို့ဒါလည်းစဉ်းစားထားတယ်ဆိုတော့ကျွန်တော်လည်းကျွန်တော်ပြောလို့အဓိကတော့ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံတော်ပြည်သူရဲ့ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်မာမှာရပ်တည်ဖို့လိုအပ်ပါတယ်ဒါကိုကျွန်တော်စူးစမ်းမှာဖြစ်ပါတတ်မတော့ဒီပုံမှာအပြည့်အဝရပ်တည်ကြအောင်ကျွန်တော်တို့ပြောလို့ပါဒါပေမဲ့နိုင်ငံတော်တည်ဆောက်တဲ့အခါမှာထက်သင်းဆက်ဆက်မဲ့အချက်တွေကနိုင်ငံတော်တမိုင်းကြောင်းနိုင်ငံတော်တမိုင်းအပြင်ဖြတ်သန်းလာခဲ့တဲ့တမိုင်းနောက်ပထဝီနိုင်ငံရေးပထဝီနိုင်ငံရေးရတယ်တော်တော်ရေးကြည့်ပါကျွန်တော်တို့နိုင်ငံနဲ့ထိစပ်နေတဲ့နေရာအင်အားကြီးနိုင်ငံဖြစ်တဲ့ရေတူပြည်သူ့သမ္မတနိုင်ငံနဲ့အိန္ဒိယသမ္မတနိုင်ငံတို့အခုရှိဒီဝေးရနိုင်ငံရဲ့အနေအထားရအရွယ်ထားရစီးပွားရေးရဘလူကဏ္ဍပဲကြည့်ဒီကမ္ဘာမှာအဲအကြီးဆုံးအုပ်စုတွေမှာပါတယ်နိုင်ငံကျွန်တော်တို့ညနေပိုင်းထိစပ်တဲ့နိုင်ငံဖြစ်ပြီးတော့နိုင်ငံရေးစနစ်ကိုညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့ပမာကရက်တီဒီရန်ကိုကျွန်တော်ပြောတာဒါကြောင့်နိုင်ငံရေးမူဝါဒမှာလည်းလွတ်လပ်ပြီးတက်ကြွတဲ့ဗမာတဲ့နိုင်ငံရေးမူဝါဒနိုင်ငံချင်းချင်းဝိပုမ္ပပြဆက်ဆံပြီးရှိတဲ့နိုင်ငံတွေနဲ့နိုင်ငံရေးမူဝါဒချမှတ်တာဒီပေါ်မှာကျွန်တော်အလေးမြတ်ထားစဉ်းစားပြီးတော့မှကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးဒါတွေကိုထည့်သွင်းစဉ်းစားဆောင်ဖို့ဒီရဲ့အကြောင်းလေးတွေကျွန်တော်ပြောလို့ဒီလိုစဉ်းစားဆောင်တဲ့ကိုပြောနေတယ်ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်တို့မှာအားနည်းချက်ရှိတယ်အသိပညာတက်ပညာတိုင်းပညာရေးနဲ့ပတ်သက်တာလည်းလုံးဝညင်းလို့မရဒါကိုကျွန်တော်တို့ကပညာရေးနဲ့ပတ်သက်ပြီးတော့ဒီကတာဖြစ်နေပြီလို့ပြောပါမရှက်ပါဘူးကျွန်တော်အဲ့ဒီနဲ့ပတ်သက်ကျွန်တော်ပြောတာဒါကြောင့်လေကိုပုံကိုလာထောင်းတယ်ကျွန်တော်ပြောတာတကယ်တော့တကယ်အမှန်ပါတကယ်အမှန်ကျွန်တော်တို့အားလည်းရရှိတာပညာရေးအားလည်းရရှိတဲ့ကြောင့်ပထမဆင့်နေတဲ့ KG 90ကိုသွားဖို့ရအောင်လုပ်ကြဖို့လိုပါတယ်အခုတန်တဲ့တော့ကျွန်တော်အကြောင်းကိုဖွင့်ပါဒီကနေ့ဂျမန်ကအကြောင်းပဲပြန်ပြီးတော့ထိန်းချုပ်နေတဲ့အခါမှာကျွန်တော်ချက်ချင်းတိုင်းပြီးပြောတာအကြောင်းတွေရအောင်အတိရအောင်ပြန်ကလေးတွေအစိုးရစီအကြောင်းတော့ငါမပြောဘူးပါအကြောင်းတွေရှိအကြောင်းတွေမှာတော့ဒီစနေတူတွေမှာရအောင်တင်ပေးဒီပေးပြီးကိုတင်ပြီးတဲ့တော့ဆောင်းမစစ်ပြီးလာပြီးတော့စနေတူတွေပြီးလို့ရှိရင်အကြောင်းပြည့်တွေမှာလည်းပြန်တက်ခိုင်းရွယ်ပြီးအကြောင်းပြည့်ကြတယ်အကြောင်းပြတ်တယ်ကျန်ခဲ့တဲ့ဆက်ချက်တွေပြန်လို့ပြီးအဲ့ကဆောင်းမစ်ကပြန်စစ်တို့တဲ့ကလေးတွေမဆုံးရှုံးအောင်သူတို့တစ်နှစ်ဆုံးရှုံးမှုဆိုတာတော်တော်လေးကြီးမားပါတယ်ဒီမှာပြောလာတဲ့ကိုယ်တွေအားလုံးနဲ့တင်ရအကြောင်းတွေကြကြတယ်ဖြစ်ပါတယ်တာသမီချင်းတောင်းတချင်းမိဘချင်းစာနာဖို့လိုပါတယ်အဲ့ဒါသူတို့တဲ့ပညာတတ်တွေပညာမကြံခဲ့အောင်ကျွန်တော်တတ်နေတယ်ဆောင်ရွက်ပေးပါအလားတူစွာပဲတက်သူတွေကောလေးတွေမှာလည်းဟိုအကြောင်းမျိုးကြောင့်ပိတ်ရတဲ့အကြောင်းတွေရှိတယ်တတ်နေလို့ဖွင့်ခိုင်းပါပစ္စည်းပေါ်တဲ့အကြောင်းတွေဆိုတော့ခင်ဗျားတို့ဘုတ်မှာပြထားတဲ့ပုံမှာတွေ့ပါလိမ့်အဲ့ဒီကြီးမားတဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်ပါတယ်အဲ့ဒီတတ်နေလို့ပြင်ပါ
မြန်ပြီးတော့လာတယ်ပညာသင်နေ့ဒီနေ့ဆိုရင်လာဂရာဖတ်တက်ကလို့ကျွန်တော်ထုမလို့ထားပါဒါပေမဲ့နေ့ဆိုလို့ရှိရင်ကျန်တဲ့တက်ကတူတွေဖွင့်အောင်ကျွန်တော်ကြိုးစားပါဘူးလာမကြခင်မှာလည်းတခြားတနေရာတက်တူတွေကျွန်တော်ဖွင့်အောင်ပို့တဲ့စီစဉ်နေပါတယ်ဟိုပြင်ဆင်နေပါတယ်တရားဆိုတော့ပညာရေးကတော့ကျွန်တော်ကြံခဲ့လို့မရပညာရေးနဲ့ပတ်သက်ပြီးလုပ်ဖို့လိုပါတယ်ဒါကြောင့်ဒါကိုဆောင်းနေဖို့တွေစီကံတကြဖြစ်တဲ့ရုပ်ကောက်ွယ်ဖြစ်လာစေဖို့တွေရုပ်ကောက်ွယ်တစ်ဆင့်လာမဲ့အစိုးရအတိတ်တက်တိုင်းပြီးတော့မှနိုင်ငံကိုဒီဘူးတဲ့နိုင်ငံပုံမှာမှန်မှန်ကန်ကန်ဆက်နွယ်နိုင်ဖို့တဲ့စီကံချက်ဖြစ်ဖို့တဲ့မိဘဆရာသမားတွေဒေသတဲ့ခေါင်းဆောင်တွေပေါ့အဲ့ဒါတွေပေါ့မိဘဖားတွေတတ်နေဆိုထိမ့်သိမ်းပြီးတော့ဆောင်မပေးကြဘူးလေကျွန်တော်ပြောလို့ပါတယ်ကျွန်တော်တို့ဒီမှချက်ဒီဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီစစ်မှန်ပြီးစီကံပြည့်သွားတယ်ပါတီဒီမိုကရေစီစနစ်ခံပါစေဖို့နောက်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးဒါကျွန်တော်ဆောင်ရွက်ဖို့ဒါပြည်သူလူထုရဲ့ဆန္ဒဖြစ်ပါတယ်အခုကျွန်တော်တို့ငြိမ်းချမ်းရေးစနစ်ပြလုပ်တယ်ဒီနေ့စနစ်ပြမမတော့ဒီစနစ်ဒီတောင်ဆောင်နဲ့ခေါင်းနဲ့မှုဆိုရင်ကျွန်တော်နှုတ်ကြပြီအဲစနစ်ပြမှာလည်းပထမ9နှစ်ဟလာဒုတိယ9နှစ်ပထမ9နှစ်မှာလည်းငြိမ်းချမ်းရေးလာတာလုပ်ပြီးတော့မှဒီဟာကိုပဲအကြောင်းမျိုးနဲ့ဆက်တဲ့ကောင်နဲ့ခေါင်းနဲ့ပို့တော့ကျွန်တော်ကြံခဲ့အဲကျွန်တော်တို့ယူတဲ့ကာလအကြောင်းလည်းပြောလို့ရှိရင်တက်မတော်နဲ့ဘုလို့လုံနိုင်မှုဆိုတော့လည်းပြောတာဒါမှမဟုတ်ဒီထဲမှာမဲတက်မှရေးထုတ်တာကျွန်တော်ကလည်းတက်မှထူတာကျွန်တော်ထူတဲ့ခရီးကျွန်တော်ဘုံမဖြစ်ကျွန်တော်ပြောတဲ့ပါစခရီးပဲမဖြစ်ဒါကြောင့်ကျွန်တော်တို့ကတကယ်လို့ကစိုးစိုးစီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ခဲ့မယ်ဆိုရင်အခုဒီပြမှုတွေအကောင့်တွေပုံနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရတဲ့အချိန်လေးအတွင်းမှာတော့စောစောဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူကြကြတယ်ရအောင်ညှိတယ်ရအောင်ညှိခဲ့ကျွန်တော်သဘောပေါက်ပါတယ်တရားသဘောပေါက်ပါအဲကြောင့်ပြောချင်တာတော့ဒီတက်ဆိုင်သူပုံကူများဒီကတိတော်သူကျိုးရောက်ကျိုးတိုင်းတာပြည်သူရဲ့ပြည်သူတွေအကျိုးနိုင်ငံတော်ရဲ့အကျိုးကြည့်ပြီးတော့ဆောင်ပေးကြတိုက်တွန်းလိုပါတယ်ကျွန်တော်လေးတဲ့ပြီးဒါပြောပြတယ်ကျွန်တော်တို့ရဲ့နိုင်ငံဒုက္ခရောမလို့ကြဘူးကျွန်တော်ပြောကြပါတိုက်ပြီးကောင်းလို့ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလို့ပါတယ်ကျွန်တော်ဒီနေ့တိုက်ပြီးကောင်းဖို့တဲ့လုပ်ဖို့ဆိုလို့ရှိရင်အများအဆင်ပြေရှိတယ်ဆိုတဲ့အကြောင်းလေးလည်းအထက်မှာပြောကြပါမယ်နော်